အားလုံးပဲမင်္ဂလာပါပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မနေ့ကဟာလေးကိုနည်းနည်းအဆက်လေးဖတ်ပါမယ်အဲ့တော့မနေ့ကဟာလေးကိုပြန်ပြောရရင်မနေ့ကဒီ grad လေးကိုကြည့်ခဲ့တာပေါ့နော်ဒီ grad လေးကိုကြည့်ခဲ့တော့ဒီ grad အရာပေါ့နော်ဒီ grad အရာကဒီ grad အရာကဘာဖြစ်လဲဆိုတော့လူတွေမှာဘာရှိလဲဆိုရင်လူတွေမှာသူတို့ရဲ့ biological clock တနည်းပြောရရင်ဇီဝနာရီ24နာရီပုံစံမျိုးပေါ့နော်24နာရီပုံစံမျိုးရှိတယ်အဲ့ဒီဟာက well maintain ပေါ့နော်ကောင်းစွာထိမ့်သိမ်းထားတယ်ကောင်းစွာထိမ့်သိမ်းထားရဲဆိုတော့တနည်းပြောရရင်ဘာဖြစ်လဲဆိုတော့သူ့အလင်းရောင်ရအလင်းရောင်မရပေါ့နော်ညာတော့အဖြစ်ပြင်ပ Q မရှိရင်တောင်မှဘယ်လိုဖြစ်လဲဆိုရင်အနည်းဆက်ဆုံးသူကဒီ24 hour cycle နဲ့ပေါ့နော်ဒီမှာဆိုလဲ8တာ8နာရီနိုးတာ16နာရီပေါ့နော်အဲ့လိုပုံမျိုးအနည်းဆက်ဆုံးပေါ့နော်အနည်းဆက်ဆုံးဒီလို sleep wake pattern လေးရှိတယ်ဆိုတာကိုပြောတာဒါမနေ့ရပေါ့နော်အဲ့တော့ဒီနေ့ကဘာကိုဆက်သွားမလဲဆိုရင်နောက်ဇရာတစ်ခုကိုကြည့်အောင်နောက်ဇရာတစ်ခုကဘာလဲဆိုတော့ဒီဇရာကိုကြည့်အောင်နော်ဒီဇရာကဘာလဲဆိုရင်မနေ့ကပြောခဲ့ရတဲ့မှာမှတ်မိမယ်ထင်တယ်photoreceptor ပေါ့နော်မျက်ကြည်လွှာမှာရှိတဲ့ဒီ cell လေးတွေကဘာကိုထိမ့်ပေးလဲဆိုရင်ဒီ circadian rhythm လို့ခေါ်တဲ့24နာရီစနစ်ပေါ့နော်ခန္ဓာကိုယ်ရဲ့ဇီဝ24နာရီစနစ်ကိုဘာလုပ်ပေးလဲဆိုရင်ထိမ့်ပေးတယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုထိမ့်ပေးလဲဆိုတာကိုကြည့်ရအောင်နော်ဘယ်လိုထိမ့်ပေးလဲဆိုတာကိုကြည့်ရအောင်ဆိုတော့မနေ့ကပြောခဲ့တာမှတ်မိလားမသိဘူးအဲ့တော့သူကဒီမှာပါခဲ့တဲ့ဟာလေးပေါ့နော်ဒီမှာရှိရဒီမှာမရှိတော့ဒီ circadian rhythm အတွက်အလင်းကိုဆိုရင်ဒီ retina မှာရှိတဲ့ပုံမှန်အမြင်အာရုံဖြစ်စေတဲ့ rod cone cell ဆိုတာကမဟုတ်ဘဲနဲ့ဘယ် cell ကနေပြီးတော့ဒီ24နာရီစနစ်ကိုထိမ့်ပေးလဲဆိုရင်ဒီမျက်ကြည်လွှာမှာရှိတဲ့ ganglion cell ဆိုတဲ့24နာရီစနစ်ကိုထိမ့်ပေးတယ်ဆိုတာတွေ့တယ်အဲ့တော့ဒီဇရာကဘာကိုကြည့်မလဲဆိုရင်ဒီဇရာကိုဖတ်ကြည့်အောင်နော်ဒီမှာဇရာပုံလေးခုရှိတယ် A B C D အဲ့တော့A ကဘာကိုပြောရတယ်ပေါ့နော်A ကဘာကိုပြောရတယ်ဆိုရင်functional and structural property of photosensitive retinal ganglion cell in the rat နော်ကြွတ်rat ဆိုတော့မြန်မာလိုဂျမ်းမြင်းဆိုတော့ကြွတ်ပဲပြောဖို့တကယ်တမ်းက science မှာကြတော့rat နဲ့ mouse ကိုနည်းနည်းခွဲပြောဥပမာ mouse ကအကောင်ပူသေးရဲ့ rat ကအကောင်ပူကြီးရဲ့ဆိုတာမျိုးအဲ့လို biological science မှာအဲ့လိုခွဲပြောတယ်အဲ့တော့ဒီဇရာဒီ crab လေးတွေကိုကြည့်ရအောင်ပေါ့နော်ဒီဇရာ crab လေးတွေကိုကြည့်ရအောင်ဆိုတော့ဘာလဲဆိုရင်ဒီဟာကိုကြည့်ပေါ့နော်ဘာလို့မှလဲဆိုရင်အလင်း intensity ကိုဘာလို့မှလဲဆိုရင်အလင်း intensity တိုးလိုက်ပါအလင်းထိုးလိုက်ပါပေါ့တနည်းပြောရင်အလင်းရောင်ကိုတိုးလိုက်မယ်ဆိုရင်ဘာဖြစ်မလဲဆိုရင်ဒီ cell တွေမှာဘာရှိလာဘာပေါ်လာမလဲဆိုရင် action potential ပေါ်လာမယ် action potential ကတနည်းအားဖြင့်ပြောရရင်မြန်မာပြည်တနည်းအားဖြင့်ပြောရရင်မီခလုတ်တွေလို့ပေါ့နော်မီခလုတ်တွေလို့အဖွင့်အပိတ်အဲ့တော့ cell တစ်ခုဒီ neuron cell ပေါ့နော်အာယုံကြော cell တစ်ခုအလုံးလုံးပြီးဆိုတော့ဆိုတဲ့သဘောမျိုးဆိုတာဘာဖြစ်လဲဆိုရင် action potential ပေါ်တယ်လို့ပြောလို့ရဒီလိုမျိုးပဲအလင်းလာရင်ဒီ cell တွေကအဖွင့်အပိတ်လုံးမယ်ဆိုပြီးတော့အကြမ်းဖျင်းပြောလို့ရတယ်အဲ့တော့ကြည့်ရအောင်နော်ကြည့်ရအောင်ဆိုတော့ဒီမှာ cell ဘယ်နှခုရှိလဲဆိုရင်cell ကဒီမှာသူနှစ်ခုပဲရှိတာတယ်photosynthetic retina ganglion cell လို့မျက်ကြည်လွှာမှာရှိတဲ့ photosynthetic retina ganglion cell ဆိုတဲ့ဟာရယ်ကုန်းဆိုတဲ့ဟာရယ်ပေါ့နော်ကုန်းဆိုတဲ့ဟာရယ်ဝယ်ပြောထားတယ်ဟိုဟာတော့မပြောထားဘူးနောက်ထပ်မျက်ကြည်လွှာမှာရှိတဲ့နောက် rod ဆိုတဲ့ cell ပေါ့နော် RODS rod ဆိုတဲ့ cell ကိုမပြောထားဘူးအဲ့တော့ကုန်းဆိုတဲ့ cell ကိုပဲပြောထားတယ်အဲ့တော့ဒီမှာကြည့်ရအောင်နော်အဲ့တော့ဒီဇရာကိုကြည့်မယ်ဆိုရင်ဒီဇရာကိုကြည့်မယ်ဆိုရင်ဒီကောင်းကိုကြည့်အဲ့တော့ဒါအောက်မှာအချိန်ပေးထားတယ်အချိန်မှာဘာဖြစ်လဲဆိုဒီ1နဲ့ဒီ10မိနစ်နဲ့ဒီ6မိနစ်ပေါ့နော်ဒီ6မိနစ်ကြာရင်မှာဘာလုပ်လိုက်လဲဆိုရင်အလင်းကိုဘာလုပ်လိုက်လဲဆိုမြင့်လိုက်တယ်အလင်းကိုမြင့်လိုက်တဲ့အချိန်မှာဆိုရင်ဒီကုန်းဆဲတွေမှာကဘာမပေါ်ဘူးလဲဆိုရင်membrane potential ကဘာမဖြစ်ဘူးလဲဆိုရင် membrane potential ကမပြောင်းပေါ့နော် membrane potential တိတ်မပြောင်းတဲ့ပြင်နည်းနည်းတောင်ကျသွားတယ်ဒါပေမဲ့ဒါ
တိတ်ထိစရာမလိုဒါမှဘာဖြစ်သွားလဲဆိုရင်ဒီ photosensitive retina ganglion cell တွေမှာဆိုရင်ဘာဖြစ်သွားလဲဆိုရင် membrane potential တနည်းပြောရရင် action potential ဘာပေါ်တယ်ပေါ့နော်တနည်းပြောရင် on ဖြစ်တယ်ပေါ့နော်အဲ့တော့အလင်းရောင်ဆူဆူထိုးလိုက်တဲ့အချိန်မှာဆိုရင်ဘာပေါ်လာလဲဆိုရင်ဒီ retina ganglion cell တွေမှာဘာပေါ်လာလဲဆိုရင်action potential ပေါ်လာတယ်ဒါပေမဲ့ဒီမှာထူးခြားတာလေးတစ်ခုတွေ့သတိထားမိလားမသိဘူးထူးခြားတာလေးတစ်ခုကဒီမှာကြည့် light intensity ကဒီမှာရက်တာပြီးသွားပြီနောက်တစ်ယောက်နဲ့ပြမယ်light intensity ကဒီမှာရက်တာပြီးသွားပြီဒီမှာပုံမှန်တိုင်းဖြစ်နေတဲ့အချိန်ပင်မဲ့ဘာဖြစ်လဲဆိုရင်သူ့ရဲ့ဒီဘက်ချမ်းမှာဘာထက်ဆက်ရှိနေသေးလဲဆိုရင် action potential ongoing ဆက်ရှိနေတယ်ဆိုတော့အတိတ်ပဲဒီဟာကဒါလည်းပုံမှန်အားဖြင့်ဆိုတော့ဒီ action potential တွေရဲ့သဘောတရားဒါဖြစ်တတ်တာပေါ့နော်သူကသူဖွင့်လိုက်ပေမဲ့ဒါတွေက chemical process တွေဖြစ်တဲ့အတွက်ဆက်သွားနေရဲဆိုတာမျိုးအဲ့ဒါမျိုးပြောတယ်ဒါဒီဟာကိုသူတက်တည်ပြပါနော်ကောင်းတက်တည်ပြဟေးကောင်းတက်တည်ပြတယ်BOGG အောင်နော် B ကကြတော့ဗါလဲspectral sensitivity ပေါ့နော်အလင်း sensitivity ဟိုကြည့်မယ်ပေါ့နော်အလင်း sensitivity ဘာရဲ့အလင်း sensitivity လဲဆိုတော့retinal ganglion cell တွေရဲ့အလင်းကို sensitive လုပ်နိုင်ဆိုတာပေါ့နော်အလင်းကိုအာရုံခံနိုင်ဆိုတာဘာနဲ့လဲဆိုရင် raw နဲ့one standard cone type ပေါ့နော်မျက်ကြည့်တော့မှရှိရတခြားအမြင်အာရုံပြည့်စည်တဲ့ raw နဲ့ cone တွေရဲ့အလင်းကိုအာရုံခံနိုင်စွာနေကိုကြည့်ကြည့်အောင်အလင်းကိုအာရုံခံနိုင်စွာနေကိုကြည့်ကြည့်အောင်ဆိုတော့ဒီမှာပေါ့နော်ဒီမှာ graph ကဘယ်လိုကြည့်ထားလဲဆိုရင်ဒီမှာgraph ကဘာနဲ့ပြထားလဲဆို log related sensitivity နဲ့ပြထားတယ်ဒါအလင်းရဲ့ wavelength ပေါ့နော်အလင်းရဲ့ wavelength ကိုဒီမှာကြည့်ကြည့်အောင်အလင်းရဲ့ wavelength မှာထူးခြားရတာပေါ့နော်ဘာလို့လဲဆိုတော့လူရဲ့ visible eye က physics အရာဆိုလူရဲ့ visible eye ကဒီမှာ400နဲ့များသောအားဖြင့်900ပဲရှိတယ်အဲ့အကြောင်းမလို့သူကဒီမှာ wavelength ကိုစမ်းတာလဲဘယ်လောက်ကနေဘယ်လောက်ပဲစမ်းလဲဆိုရင်400နဲ့ဘယ်လောက်ထိပဲစမ်းလဲဆိုရင်900ပဲစမ်းတယ်ပေါ့နော်အဲ့တော့400နဲ့900မှာဘယ်လောက်ထိလဲစမ်းလဲတော့သူ့ရဲ့ပေါ့နော် photo sensitivity ပေါ့နော်သူ့ရဲ့ photo sensitivity ကတော့ဒီ cones တွေ rods တွေလောက်တော့မကောင်းဘူးဟုတ်တယ်လေ तू ကအမြင်အာရုံအတွက်ဆဲရမှာမဟုတ်လား तू က circadian rhythm အတွက်ဆဲဖြစ်တဲ့အတွက်သူ့ရဲ့ sensitivity ကတခြားဟာနဲ့ရှင်တော့ဘယ်တိတ်ကောင်းမလဲဒါကတော့လက်ခံလို့ရရပါပေါ့နော်ဒါကတော့လက်ခံလို့ရရစေရအဲ့တော့ဒီကောင်ကြည့်ကြည့်အောင်နော်နံပါတ် D ဇေယျကကြတော့ဘာလဲဆိုရင်နံပါတ် D ဇေယျကဘာလဲဆိုရင် melanin production အဲ့တော့ဒါနာမည်ကြီးရပေါ့နော်အဲ့တဲ့အချိန်မှာသူဘာကြီးထွက်လဲဆိုရင်melanin ထွက်ရင်ပိုအိပ်ပျော်စေဘာညာပေါ့နော်melatonin ဆေးတွေကလည်းဈေးကြီးအောင် melanin မဟုတ် sorry မှာ melatonin ဈေးတွေကလည်းကြီးအောင်အဲ့တော့ဒီကောင်ကိုကြည့်အောင်အဲ့တော့24နာရီမှာပေါ့နော်လူတွေရဲ့24နာရီမှာ melanin ဘယ်အချိန်ထွက်လဲပေါ့နော် melanin ဘယ်အချိန်ထွက်လဲဆိုတော့ဒီမှာကြည့်ရင်ဘယ်အချိန်မှာစပြီး melanin ထွက်လာလဲဆိုည8နာရီလောက်ပေါ့နော်ည8နာရီလောက်မှာ melanin စထွက်လာပြီးတော့အိမ်မောကြတဲ့အချိန်တွေပေါ့နော်အိမ်မောကြတဲ့အချိန်တွေဒီ2နာရီတို့ဒီ4နာရီတို့မှာဘာဖြစ်လဲဆိုရင်အများဆုံးဖြစ်ပြီးတော့ဒီ6နာရီဘာညာကနေမှနည်းနည်း melanin production ကဘာဖြစ်သွားလဲဆိုရင်ပြန်ပြီးကျသွားရပေါ့နော်ဒါကအဲ့လောက်ပဲဒီဇေယျကအဲ့တော့ဒီဇေယျပြီးတော့ဒီကို TV ဝါပြီ TV ဝါဒီဇေယျကြီးကိုကြည့်အောင်ဒီဇေယျကဘာပဲလဲ C ပေါ့နော် C ကကြတော့ဘာလဲဆိုရင်ဒီ photo sensitive ပေါ့နော်ဆိုတော့မျက်နှလုံးထဲမှာရှိတဲ့ photo sensitive retinal ganglion cell တွေကဘယ်သူတွေကိုဘယ်တွေကိုသွားလဲပေါ့နော်အုံနောက်ကဘယ်နေရာတွေကိုသွားလဲဘာတွေကိုသွားလဲဆိုတာကိုကြည့်ကြည့်အောင်အဲ့တော့ဘာတွေကိုသွားလဲဆိုတာကြည့်ကြည့်အောင်ဆိုဒီမှာ retinal ganglion cell ပေါ့နော်နံပါတ်1ဒီဟာဒီထဲမှာရှိတယ်အဲ့အနေမှာသူဘယ်ကိုသွားလဲဆိုရင်အုံနောက်က hypothalamus ကိုသွားရပေါ့နော် hypothalamus ကိုသွားတယ် hypothalamus ကနေမှဘယ်ကိုထပ်သွားလဲဆိုတော့ hypothalamus ကထဲမှာရှိတယ်ဒီမှာဆိုရင် hypothalamus ထဲမှာဆိုဒါ hypothalamus ကိုအခြေချဲ့ထားတာsuprachiasmatic nucleus ကနေမှဘယ်ကိုသွားလဲဆိုရင် paraventricular nucleus ထဲကိုသွားတယ်ပေါ့နော်တနည်းပြောရင် nucleus ဆိုတာတော့အုံနောက်မှာရှိတဲ့ neuron အလုံးတွေလို့ပဲအလွယ်မှတ်လို့ရမယ်ထင်တယ်နော်အဲ့အနေမှာ paraventricular nucleus ကနေမှဘယ်ကိုပြန်သွားလဲဆိုတော့spinal cord ပေါ့နော်အာယုံကြောမကြီးတစ်ချောင်းဆိုသွားတယ်အာမုံကြောမကြီးတစ်ချောင်းကနေမှဘယ်ကိုပြန်တက်လဲဆိုရင် superior cervical ganglion ကနေမှဘယ်ကိုပြန်တက်လဲဆိုရင် pineal gland ပေါ့နော်အုံနောက်ထဲမှာရှိတဲ့ဒီ pineal gland ကိုပြန်တက်တယ်
အဲ့ကိုပြန်တက်တယ်ပေါ့နော်ဒါဒီလောက်ပဲဒါမှဒီမှာပေါ့နော်ထူးခြားချက်ကပါလဲဆိုများသောအားဖြင့်ဒီ neuro structure တွေကအမှတ်မှာရတာ neuro structure တွေကအုံနောက်ကလာမယ်အုံနောက်ကလာပြီးွားရင်အုံနောက်ကနေတခြားစီကိုပြန်သွားမယ်ဆိုရင်အဲ့လိုပဲမှတ်တာဒါပေမဲ့တကယ်တမ်းတခြားစီကနေလည်းဘသူ့ကို feedback ပြန်ပေးတယ်ဆိုတော့အုံနောက်ကို feedback ပြန်ပေးရပေါ့နော်ဒီမှာဆိုလဲတောက်လျှောက်သွားပြီးတော့ဒီ superior cervical ganglion ကနေဘယ်ကိုပြန်ပြီးသွားလဲဆိုရင်pineal gland ကိုပြန်ပြီးသွားတယ်အဲ့လောက်ပဲအဲ့တော့စာကိုဖတ်ကြည့်အောင်ပေါ့နော်စာကိုဖတ်ကြည့်အောင်ဆိုတော့စာကဘာကြီးလုပ်ပေးလဲပေါ့စာကဘာကြီးလုပ်ပေးလဲဆိုတော့ဒီကောင်ကပြန်ဖတ်ကြည့်အောင်အဲ့တော့စောစောကပြောတယ်အုံနောက်မှာရှိတဲ့ photosensitive retinal ganglion cell တွေမှာpigment လို့ခေါ်တာရှိတယ် photopigment ပေါ့နော်အလင်း pigment လေးရှိတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် melanosporin လို့ခေါ်တယ်အလင်းလိုက်အဲ့ဒါလေးတွေကဘာဖြစ်သွားလဲဆိုရင် depolarize ဖြစ်တယ်တနည်းပြောရရင် depolarize ဆိုတာစောစောကဇယားမှာပြခဲ့တဲ့အတိုင်းအရှင် potential ဖြစ်တာလို့ပြောတာပေါ့နော်အဲ့တော့ဒီဟာလေးတွေပေါ့နော်ဒီအဲ့ဒါကြောင့်မလို့ဒီလူတွေကဘဲချိန်အိပ်ရမလဲဘဲချိန်နိုးရမလဲ24 hour cycle ကိုလူတွေကနိုင်မရှိရင်တော့မှလူတွေကတိနေရပါတော့ဘာလို့လဲဆိုတော့အပြင်ကလာတဲ့အလင်းကသူတို့အတွက် cues ဖြစ်နေရအောင်အဲ့တော့ melanos ဒီ melanos မရောက်ပါဘူးဒီ melanospin containing neuron တွေကဘယ်ကိုသွားလဲဆိုရင်reticulothalamus tract ပေါ့နော် reticulothalamus tract ကိုပြောသွားတယ်အဲ့အနေမှာအဲ့ tract ကနေမှာဘာကိုသွားလဲဆိုရင်စောစောပုံမှာပြခဲ့တယ် suprachiasmatic nucleus ကိုပြောတယ်အဲ့ suprachiasmatic nucleus ဘယ်မှာရှိလဲဆိုရင် hypothalamus ရှေ့မှာရှိတယ်ဒီဟာဒီကောင်ပြောနေရပါတော့ဒီ retinothalamic tract ကနေဘယ်ကိုသွားလဲဆိုရင် suprachiasmatic nucleus ကိုသွားတယ်အဲ့ suprachiasmatic nucleus ကဘယ်ထဲမှာရှိနေရလဲဆိုရင်suprachiasmatic nucleus ကဘယ်ထဲမှာရှိနေရလဲဆိုရင်ဒီ hypothalamus ထဲမှာရှိနေရပါတော့အဲ့ဒါကိုပြန်ပြောတာပါဒီကောင်အဲ့ဒါကိုပြန်ပြောတာ okay အဲ့တော့ခက်ကြည့်အောင်နော်အဲ့တော့ဘာဖြစ်လဲဆိုရင်စောစောကပြောရဲပေါ့နော်မျက်လုံးထဲမှာရှိတဲ့ဒီ suprachiasmatic nucleus က activate ဖြစ်ရင်ဘာဖြစ်လဲဆိုရင် paraventricular nucleus of the hypothalamus ဆိုတော့ hypothalamus ရဲ့ nucleus ကိုတွားတယ်အဲ့ကောင်တွေကဘယ်ကိုဆက်သွားလဲဆိုရင် preganglionic sympathetic neuron ကိုဆက်သွားတယ်ပေါ့နော်ဘယ်ကနေပမာရှိနေရလဲဆိုရင် spinal cord ပေါ့နော် spinal cord ဒီဟာကိုထပ်သွားရပေါ့နော်ဒါတွေကအရင်သိစရာမလိုဒါတွေကဟို anatomical structure တွေပဲဆိုတော့အဲ့အနေမှာဘာထပ်သွားလဲဆိုရင်သူက feedback ပေါ့နော်ဒီမှာသူပြောသလို feedback modulate ပြန်လုပ်မယ်superior cervical ganglion ဆိုဒီပေါ့နော်ဒီကိုရောက်သွားတယ်ဒီကိုရောက်ပြီးတော့အာယုံကြောကနေမှဘယ်ကိုပြန်သွားမလဲဆိုရင် level ကနေတစ်ဆင့်ဘယ်ကိုပြန်ပြီးတော့အုံနောက်ကို modulate လုပ်မလဲဆိုရင် pineal glands ပေါ့နော်pineal glands ကိုregulate လုပ်မယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ခုသိရမှာ hypothalamus ဆိုတာဘာလဲပေါ့နော် hypothalamus ဆိုတာကခန္ဓာကိုယ်မှာရှိနေဟော်မုန်းတွေပေါ့နော်ခန္ဓာကိုယ်မှာရှိနေဟော်မုန်းတွေကိုထိန်းပေးမဲ့ဆရာကြီးပဲနော်ခန္ဓာကိုယ်မှာရှိနေဟော်မုန်းတွေကိုထိန်းပေးမဲ့ဆရာကြီး hypothalamus ပေါ့နော်ဒါကြောင့်လဲmelanin တို့ဘာလို့ထွက်တာပေါ့နော်ဒီဟာဒါတွေ melanin ကိုလဲ hypothalamus ဒီပုံစံတိုင်းရဆိုရင် melanin ကိုလဲ hypothalamus ကပဲထိန်းမယ်ထင်တယ်စာကိုထပ်ဖတ်ကြည့်အောင်စာထဲမှာအောက်ပါမယ်ထင်တယ်အဲ့တော့ဒီကိုရောက်သွားပြီဒီကိုရောက်ပြီးတော့အဲ့အနေမှာpineal gland ဟိုပြန်သွားတဲ့ဟာကိုပြောပါဘောနော်ဒီ superior cervical ganglion ကနေပြီးတော့မှဘယ်ကိုရောက်လဲဆိုရင်ဒီအပေါ်က pineal gland စီပြန်ရောက်တယ်ဆိုတာကိုပြောတာဒီမှာပေါ့နော်ဒီမှာသူပြောတယ်hypothalamus မဟုတ်ပဲねဘယ်သူကထုတ်ပေးမှလဲဆိုဒီမှာပေါ့နော်ဒီမှာထုတ်ပေးမှဘာလဲဆိုရင်pineal gland ကဘာကိုထုတ်ပေးမှလဲဆိုရင်sleep promoting hormone နာမည်ကြီးရပေါ့နော်အိပ်စက်ခြင်းကိုအားပေးတဲ့ hormone ဖြစ်တယ် melatonin ကိုထုတ်ပေးမယ် melatonin ကိုဘယ်ကနေထုတ်မှလဲဆိုရင်tryptophan ပေါ့နော်amino acid tryptophan ဆိုတာ amino acid ပေါ့နော်ခန္ဓာကိုယ်ထဲမှာရှိတဲ့ amino acid ကနေမှထုတ်ပေးမယ်အဲ့တော့ pineal gland ကနေဘာလုပ်မလဲဆိုရင်melatonin တွေကိုဘယ်ထဲကိုထုတ်ပေးမလဲဆိုရင်သွေးထဲကိုထုတ်ပေးလိုက်မယ်ပေါ့နော်သွေးထဲကိုထုတ်ပေးလိုက်ပြီးတော့melatonin တွေကဘယ်ကိုထပ်သွားမလဲဆိုရင်SCN ဆိုရယ် suprachiasmatic nucleus melatonin တွေကတစ်ဆင့်ဒီကနေမှသွေးထဲရောက်သွေးထဲကနေမှဘယ်စီပြန်ရောက်မလဲဆိုရင်ဒီပထမ suprachiasmatic nucleus ဒီကိုပြန်ရောက်မယ်ပေါ့နော် feedback ပုံစံမျိုးအဲ့တော့ sleep and wake cycle ကိုလုပ်မယ်အဲ့တော့
melatonin ကဘယ်ချိန်မှာတက်လဲဆိုရင်အဲ့အကြောင်းမလို့ထူးခြားကြပါနော် melatonin ကဘယ်ချိန်မှာတက်လဲဆိုရင်အလင်းရှိရင်အလင်းရောင်မရှိရင်ပေါ့နော်အလင်းရောင်ကြရင်ဘာတက်လာလဲဆိုရင် melatonin တက်လာတယ်ဒါကြောင့်မို့ညာဘက်တွေပါအိတ်မယ်ဆိုမိမိတ်အိတ်တို့ပါလို့ပြောတာဘာလို့လဲဆိုရင်အလင်းရောင်ရှိနေ melatonin synthesis ကမကောင်းဘူးပေါ့နော်အဲ့တော့ဟိုအပေါ်ကဇရာကိုပြောတာပါ2နာရီကနေ4နာရီကိုရီခံမှန်းထားတဲ့အတိုင်းပဲမှန်တယ်ပေါ့နော်ဒီမှာဒီ graph ကိုကြည့်ပြီးပြောတာဟို2နာရီကနေ4နာရီမှာအမြင့်ဆုံးဖြစ်မယ်ဆိုတာအမြင့်ဆုံးဖြစ်မယ်ပေါ့နော်အဲ့တော့လူကြီးတွေပေါ့နော်လူကြီးတွေအိတ်နေဘာကြောင့်နဲလဲလူကြီးတွေအိတ်နေဘာကြောင့်နဲလဲဆိုတော့လူကြီးတွေမှာဘာဖြစ်လဲဆိုရင်pineal gland ကလူကြီးတွေရဲ့ pineal gland မှာဘာမထုတ်ဘူးလဲဆိုရင် melatonin သိမ့်မထုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်ပေါ့နောက်တစ်ခုက channel ပေါ့နော်လင်းရင်စီးလို့နေနေညမှားတာတော့ဘာလို့ဆိုရင်melatonin ပေးကြရပေါ့နော်ဒါမှအဲ့ melatonin ပေးတာက remain and clear ပေါ့နော်အဲ့တော့ effective ဖြစ်မဖြစ်ဆိုတာကိုမသိသေးဘူးပါပြောလို့မရသေးဘူးဆိုပြီးပြောတယ်နောက်ဒီမှာစောစောကပြောရဲပေါ့နော်suprachiasmatic nucleus ဒီ nucleus ကိုဘာအနေနဲ့ပြောလဲဆိုရင် master clock ဆိုပြီးပြောရဲပေါ့နော်ဘာလို့ master clock လို့ပြောလဲဆိုတော့ဒီ suprachiasmatic nucleus ကိုကြီးကိုထုတ်လိုက်ရင်ထုတ်လိုက်တဲ့ကြွက်တွေမှာဆိုဘာဖြစ်သွားလဲဆိုရင်ဒီ24နာရီ circadian rhythm ပြတ်သွားတယ်ဆိုပြီးပြောတယ်အဲ့လိုမျိုးပဲဒီ suprachiasmatic nucleus ထဲမှာရှိတဲ့ cell တွေကိုတခြားအုံနောက်နဲ့အဆက်အသွယ်မရှိဘဲနဲ့ပေါ့နော်အဆက်အသွယ်ဖြတ်ပြီးတော့ဒီ test ဟိုပါပေါ့နော် battery dish ပေါ့နော်ဖန်ပြားလေးတွေမှာထည့်ထားလဲသူကဘာပြနေလဲဆိုရင်rhythmicity ပေါ့နော်ဒီ24 hour rhythmicity ပြတယ်ဆိုပြီးသူပြောတယ်အတားပါပဲ